ဒီမျိုးသမီးက baseball တုံးနဲ့သူ့အိမ်မျက်နှာချက်ကိုရိုက်ခွဲလိုက်ပါတယ်နောက်တစ်စက္ကန့်မှာတော့မျက်နှာချက်ထဲကနေဒေါ်လာတွေမိုးရွာသလိုကျလာပြီးကျန်းပြင်တစ်ခုလုံးပြေသွားတာပေါ့သူ့ယောက်ျားအိမ်မှာမရှိတဲ့အချိန်မှာအဲ့ဒီအမျိုးသမီးကဝတ်ထားတဲ့ပတ်စံတွေကိုအမြန်ယူလိုက်ပါတယ်သူ့ယောက်ျားကသူ့ချစ်သူအစ်စ်နဲ့အိမ်ပြန်ရောက်လာတဲ့အခါမှာတော့လုံးဝကိုစွန့်သွားခဲ့ပါတယ်ဒီမျိုးသမီးကသူ့ယောက်ျားပတ်စံဘဲမှာဝတ်ထားလဲဆိုတာတိတိကျကျသိနေရတဲ့အကြောင်းရင်းကတော့သူ့ပိုက်ထဲကမမွေးသေးတဲ့ရင်သွေးလေးကြောင့်ပါပဲလွန်ခဲ့တဲ့မကြာခင်ကဒီအမျိုးသမီးကလေးမွေးကန်ဒီအချိန်မှာမမွေးသေးတဲ့သူ့ရင်သွေးလေးရဲ့စိတ်ထဲကအတန်ကိုမထင်မှတ်ပဲကြားခဲ့ရပါတယ်။သူ့ယောက်ျားကအခုအချိန်မှာသူ့ရဲ့တငယ်ချင်းရင်းခောက်ခောက်နဲ့ဈေးဝယ်ထွက်နေတယ်လို့ကလေးကပြောပြလိုက်တာပါ။ဒါကအမျိုးသမီးကိုတော်တော်လေးဒေါသထွက်စေခဲ့ပါတယ်။သူဟာကလေးမွေးတာကိုချက်ချင်းရက်လိုက်ပြီးကလေးရဲ့လမ်းညွှန်မှုနဲ့အတူကုံတိုက်အနီးနားကိုသွားခဲ့ပါတယ်။အဲ့ဒီမှာသူ့ယောက်ျားကသူ့တငယ်ချင်းကိုဖတ်ပြီးရင်းနှီးနေတာကိုတကယ်ပဲမြင်လိုက်ရပါတယ်။အမျိုးသမီးကပြေးသွားပြီးရန်လှုပ်တော့မဲ့အချိန်မှာပဲဘိုက်ထဲကကလေးကအချိန်မီတားလိုက်ပါတယ်။ဒီခွင့်ရေးကိုအသုံးချပြီးသူ့ယောက်ျားဝတ်ထားတဲ့ပတ်စံတွေကိုပြန်ယူဖို့ကလေးကပြောပါတယ်။အမျိုးသမီးကဒါဟာအတိတ်ပဲရှိတယ်လို့တွေးမိတာကြောင့်ကလေးရဲ့ညွှန်ကြားချက်အတိုင်းချက်ချင်းအိမ်ပြန်လာခဲ့ပါတယ်။သူဟာအဲ့ဒီလူဝတ်ထားတဲ့ပတ်စံအားလုံးကိုအမြန်ပဲထုတ်ပိုးသိမ်းဆည်းလိုက်ပါတယ်။ဒီပတ်စံတွေဟာမူလကစီးပွားရေးလုပ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့သူ့ကိုလိမ်ယူထားတဲ့ပတ်စံတွေပါအမျိုးသမီးကစေတနာနဲ့ပေးခဲ့ပေမဲ့နောက်ဆုံးမှာတော့တစ္ဆာဖောက်ခံလိုက်ရပါတယ်။ဒါကြောင့်အမျိုးသမီးကပတ်စံတွေကိုပြက်ပြက်သားသားယူပြီးငွေကင်းစားကလေးရဲ့လမ်းညွှန်မှုနဲ့ထွက်လာခဲ့ပါတယ်။အမျိုးသမီးကစတော့ဈေးကွက်ကိုသွားခဲ့ပေမဲ့ကလေးကတော့ပတ်စံအားလုံးကိုကျဆင်းနေတဲ့ stock share တစ်ခုထဲမှာပဲရင်းနှီးမြှုပ်နှံဖို့ပြောပါတယ်။ဘိုးသမီးကခဏလေးတောင်မတွန့်ဆုတ်ပဲပြက်ပြက်သားသားဝယ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့ကိုနှစ်ပေါင်းများစွာကတည်းကကျိတ်နှစ်သက်နေတဲ့စီနီယာကျောင်းသားဟောင်းတစ်ယောက်နဲ့မထင်မှတ်ပဲဆုံခဲ့ပါတယ်။အမျိုးသမီးကသူ့ယောက်ျားနဲ့ကွာရှင်းလိုက်ပြီဆိုတာသိလိုက်ရတဲ့အခါမှာတော့စီနီယာကသူ့ရဲ့ဝမ်းသာမှုကိုမဖုံးကွယ်နိုင်တော့ပါဘူး။သူကချက်ချင်းပဲကူညီဖို့ကမ်းလှမ်းခဲ့ပေမဲ့အမျိုးသမီးကပြက်ပြက်သားသားညှင်းဆိုခဲ့ပါတယ်။ဒါပေမဲ့မမွေးသေးတဲ့ကလေးကတော့ဒီစီနီယာစီကနေချမ်းသာကြွယ်ဝမှုနဲ့ကံကောင်းခြင်းအရေးအယောင်တွေကိုမြင်နေရပါတယ်။ဒါပေမဲ့အမျိုးသမီးရဲ့စိတ်ကိုရယူဖို့အတွက်အဲ့ဒီလူကချက်ချင်းပဲတနာစရာကောင်းအောင်ဟန်ဆောင်ပြီးသူ့ကိုအဖော်ပြုခွင့်ပေးဖို့တောင်းပန်ခဲ့ပါတယ်။ဒါကိုကြားရတဲ့အခါအမျိုးသမီးရဲ့ဂျင်တက်တဲ့စိတ်ကပေါ်လာပြီးစီနီယာကိုအိမ်လာကမျှပေးပြီးအတူနေဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဘိုက်ထဲကကလေးကတော့သူတို့ကိုနီးစပ်အောင်လုပ်ပေးနိုင်လို့ဒီစီနီယာအပေါ်တော်တော်လေးစိတ်ကျေနပ်နေပါတယ်။ကလေးကအမျိုးသမီးကိုစီနီယာရဲ့ရင်ခွင်ထဲမတော်တဆလဲကျသွားအောင်မှော်ပညာကိုတိတ်တဆိတ်အသုံးပြုလိုက်ပါတယ်။သူတို့နှစ်ယောက်ထိတွေ့လိုက်တဲ့အခိုက်အတန့်မှာပဲစီနီယာရဲ့နေရွက်တွေညီရဲသွားခဲ့ပါတယ်။သူဟာဒီအမျိုးသမီးနဲ့ရတဲ့အခွင့်အရေးကိုနောက်တစ်ကြိမ်အဆုံးရှုံးမခံတော့ဘူးလို့တစ္ဆာဆိုလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအမျိုးသမီးကရှက်ကိုရှက်ကန်းနဲ့စကားလမ်းကြောင်းလွှဲလိုက်ပါတယ်။သူကသူ့ဖုန်းကိုကြည့်လိုက်တဲ့အခါသူဝယ်ထားတဲ့ stock share တွေထိုးတက်သွားတာကိုတွေ့ပြီးအံ့ဩဝမ်းသာဖြစ်သွားပါတယ်။အမျိုးသမီးကပျော်သွားပေမဲ့ကလေးကတော့ဒါဟာစမ်းသပ်မှုလေးတစ်ခုပဲရှိပါသေးတယ်လို့ပြောပါတယ်။ကလေးကစတော့တွေကိုငွေသားထုတ်ပြီးနှစ်ပတ်လည်ရှေးဟောင်းပစ္စည်းလေးလံပွဲကိုသွားဖို့ချက်ချင်းပြောပါတယ်။ဒါပေမဲ့အမျိုးသမီးကဝင်ပေါက်ကိုရောက်တဲ့အချိန်မှာပဲအရင်းအနှီးတွေပြတ်တောက်ပြီးမျောလင်းချက်မဲ့နေတဲ့သူ့ယောက်ျားဟောင်းနဲ့ဆုံပါတယ်။သူကပြေးလာပြီးအမျိုးသမီးစီကပတ်စံတွေပြန်ပေးဖို့တောင်းဆိုပါတယ်။အမျိုးသမီးကရဲခေါ်ဖို့ဖုန်းထုတ်လိုက်တဲ့အချိန်မှာပဲစီနီယာကအချိန်မီရောက်လာပြီးတားဆီးပေးခဲ့ပါတယ်။အရှက်ရပြီးဒေါသထွက်နေတဲ့လူယုံမာကစီနီယာကိုပညာပေးဖို့လက်ရွယ်လိုက်ပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့အဲ့ဒီလူယုံမာဟာသူ့ကိုယ်သူမထိန်ချုပ်နိုင်ပဲလှည့်ပြီးသူ့ရဲ့အကြံဘက်ဆက်ဆုပ်ဖွယ်တငယ်ပါရိုက်လိုက်တာကိုတွေးလိုက်ရပါတယ်။သူတို့နှစ်ယောက်အပြန်အလှန်ရိုက်နေနေတာကိုကြည့်ရင်အမျိုးသမီးရပောင်းများစွာအောင်အေးထားခဲ့ရတဲ့မကျေနပ်ချက်တွေဟာနောက်ဆုံးမှာတော့ပျောက်ကွယ်သွားခဲ့ပါပြီ။